2011ခုနှစ်အစောပိုင်းတရက်မှာတော့ယူနန်ပြည်နယ်လင်ကျန်းမြို့ဟဲရီကန်နယ်စပ်စစ်ဆေးရေးဂိတ်ရဲ့စစ်ဆေးခန်းအတွင်းမှာနယ်စပ်ရဲတပ်ဖွဲ့ဝင်တွေကကုန်တင်ကားမောင်းသမားတယောက်ကိုအပြင်းထန်စစ်ဆေးမေးမြန်းနေပါတယ်။မိနစ်အနည်းငယ်လောက်ကပဲဒီကားပေါ်မှာရှိတဲ့ပြောင်းဖူးအိတ်ပေါင်း400ကျော်တဲကနေအဝါရောင်တိတ်တွေနဲ့ပတ်ထားတဲ့အတုံးလိုက်ပစ္စည်း29လုံးကိုရှာဖွေတွေ့ရှိခဲ့တာပါ။အဲ့ဒီအထဲကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အလေးချိန်20ကီလိုဂရမ်ရှိတဲ့ဘိန်းဖြူတွေဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ကွာမီမြို့မှာပြောင်းဖူးဈေးက1ကီလိုကို1ယွမ်1မတ်လောက်ရှိပြီးမန်ဒင်းမှာတော့1ယွမ်တောင်မပြည့်ပါဘူး။ဒီကြားထဲမှာ2မတ်လောက်ကွာခြားချက်ရှိနေပြီးမန်ဒင်းကနေကွာမင်ကိုတည်လာမယ်ဆိုရင်တောင်ကုန်ကျစရိတ်တွေကထောင်နဲ့ချီရှိနေမှာမို့ဒီကားခရီးစဉ်ဟာအရှုံးသေးချနေပါတယ်။ဒါကြောင့်ဒီကားထဲမှာတားမြစ်ပစ္စည်းတွေပါလာနိုင်တယ်လို့ကျွန်တော်တို့တန်တရားဝင်ခဲ့တာပါ။အမှုကကြီးမားလွန်းတာကြောင့်စစ်ဆေးမေးမြန်းမှုတွေလုပ်ပြီးနောက်မှာတော့နယ်စပ်ရဲတပ်ဖွဲ့ဝင်တွေကကားမောင်းသမားဟာဒီအမှုမှာတမင်ပါဝင်ပတ်သက်တာမဟုတ်ဘူးဆိုတာကိုအမြန်ဆုံးခွဲခြားသတ်မှတ်နိုင်ခဲ့ပါတယ်။ဒါဆိုရင်ဒီလောက်များပြားတဲ့မူရစ်ဆေးဝါးတွေကိုတခါတည်းတည်ဆောင်ဖို့ဘသူကများဒီလောက်အထိရဲတင်းနေတာလဲ။ကားမောင်းသမားရဲ့ပြောပြချက်အရကုန်ပစ္စည်းကိုပို့ခိုင်းတဲ့သူကအရန်ကိုငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်ဖြစ်နေပါတယ်။မူရစ်ဆေးဝါးပမာဏနဲ့တည်ဆောင်တဲ့ပုံစံကိုကြည့်ချင်းအားဖြင့်ဒါဟာမူရစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတဲ့ဂိုင်းတစ်ခုရဲ့လက်ချက်ပဲလို့နယ်စပ်ရဲတပ်ဖွဲ့ဝင်တွေကသတ်မှတ်လိုက်ပါတယ်။ဒီမိန်းကလေးကဘသူလဲမူရစ်ဆေးဝါးတည်ဆောင်တဲ့လုပ်ငန်းစဉ်မှာဘလို့အခန်းကဏ္ဍကပါဝင်နေတာလဲ။ဒီမိန်းကလေးကကုန်ပစ္စည်းထဲမှာမူရစ်ဆေးဝါးတွေပါမှန်းတကယ်ပဲတည်သလားသူများအတွက်တည်ပေးတာလားဒါမှမဟုတ်ကိုယ်တိုင်ပဲရောင်းဝယ်နေတာလားဘာပဲဖြစ်ဖြစ်ဒီမိန်းကလေးကိုကျွန်တော်တို့ရှာတွေ့အောင်လုပ်ရပါမယ်။ကားမောင်းသမားပြောပြချက်အရကုန်ပစ္စည်းတွေကိုကူမင်းမျိုးကဓပန်ချောင်လို့ခေါ်တဲ့ကိုတောင်ကိုပို့ဖို့မှာထားပြီးလက်ခံမဲ့သူကတော့ပစ္စည်းပို့ခိုင်းတဲ့ရှောင်ဆိုတဲ့မိန်းကလေးပဲဖြစ်ပါတယ်။ရှောင်ကိုဖမ်းမိဖို့ကဒီအမှုရဲ့အဓိကတော့ချက်ဖြစ်လာပါတယ်။အချိန်ကလည်းမရှိတော့တာမို့နယ်စပ်ရဲတပ်ဖွဲ့ဝင်တွေကမူရစ်ဆေးဝါးတွေဝတ်ထားတဲ့အိတ်တွေကိုမူလအတိုင်းပြန်ထည့်ပြီးကားမောင်းသမားရဲ့အကူအညီနဲ့ကူမင်းမျိုးကိုလမ်းကြောင်းခွဲပြီးတွားရောက်ကရှောင်ကိုဖမ်းဆီးဖို့စီစဉ်ပါတော့တယ်။ကူမင်းကိုသွားတဲ့လမ်းမှာကားမောင်းသမားကရှောင်နဲ့ဖုံးဆက်သွယ်လိုက်တဲ့အခါရှောင်ကတော့ပစ္စည်းပေးမဲ့အချိန်နဲ့နေရာအပြောင်းလဲမရှိဘူးလို့ပြောပါတယ်။ဒါပေမဲ့ကားကပစ္စည်းပေးမဲ့နေရာကိုရောက်ခါနီးမှာတော့မမျှော်လင့်တဲ့အခြေအနေတစ်ခုဖြစ်လာပါတယ်။ဒီမိန်းကလေးကအတော်လေးကိုလဲပါတယ်။ကျွန်တော်တို့ဓာပန်ချောင်ကိုရောက်ခါနီးမှာပဲသူကပစ္စည်းပေးမဲ့နေရာကိုတောင်သုံးကွင်းလမ်းနားကစားတောက်ကုန်လက်ကားဈေးတစ်ခုစီပြောင်းလိုက်ပါတယ်။အခြေအနေပြောင်းသွားတာမို့စီစဉ်ထားတဲ့အတိုင်းတခြားအဖွဲ့တွေကိုလမ်းကြောင်းပြောင်းဖို့ချက်ချင်းအကြောင်းကြားလိုက်ပါတယ်။တစ်ဖက်မှာလည်းရှောင်ရဲ့အမိန့်အတိုင်းကားမောင်းသမားကိုတောင်သုံးကွင်းလမ်းကဈေးစီအမြန်မောင်းခိုင်းပါတယ်။ဒါပေမဲ့အဲ့ဒီကိုရောက်ခါနီးမှာပဲရှောင်ကဖုန်းထဲကနေပစ္စည်းလက်ခံမဲ့နေရာကိုနောက်တစ်ကြိမ်ထပ်ပြောင်းဖို့တောင်းဆိုလာပါတယ်။ကျွန်တော်တို့ရောက်သွားတဲ့အခါသူနဲ့ထပ်ဆက်သွယ်တော့သူကအရှိဘူရာယုံနာကကားပါကင်တစ်ခုကိုလာခဲ့ဖို့ထပ်ပြောပါတယ်။ပစ္စည်းပေးတဲ့နေရာကိုအကြိမ်ကြိမ်ပြောင်းနေတာကိုကြည့်ရင်သူ့ရဲ့စုံစမ်းထောက်လှမ်းမှုကိုစန့်ကျင်တဲ့စွမ်းရည်ကအလွန်ကိုမြင့်မားနေတာကိုနယ်စပ်ရဲတပ်ဖွဲ့ဝင်တွေသတိပြုမိလိုက်ပါတယ်။တစ်ဖက်လူကငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်ဆိုပေမဲ့ဒီလိုမျိုးကျွမ်းကျင်တဲ့အပြုအမူတွေကသူဟာတာမန်မှုရစ်စေဝါတည်ပေးသူတစ်ယောက်မဟုတ်ဘူးဆိုတာကိုသက်သေပြနေပါတယ်။နယ်စပ်ရဲတပ်ဖွဲ့ဝင်တွေရဲ့ညွှန်ကြားချက်အရကားမောင်းသမားကဖုန်းထဲမှာလမ်းဝေးတယ်။တခြားနေရာမှာပစ္စည်းသွားယူရအောင်မယ်လို့ဟန်ဆောင်ပြီးအမြန်ဆုံးကုန်ချပေးဖို့တောင်းဆိုလိုက်ပါတယ်။ဖုန်းအကြိမ်ကြိမ်ဆက်ပြီးနောက်မှာတော့ရှောင်ကကူမင်းမျိုးပြင်ကလူသူအယောက်အပေါက်နေတဲ့လမ်းကြားတစ်ခုကဂိုတောင်ကိုပြောင်းဖူးတွေပို့ဖို့ပြောလာပါတယ်။အဲ့ဒီအချိန်မှာလိုက်ပါလာတဲ့နယ်စပ်ရဲတပ်ဖွဲ့ဝင်တွေကဂိုတောင်ပတ်ပတ်လည်ကိုဝိုင်းပတ်ထားလိုက်ပြီးရှောင်ကိုဖမ်းမိဖို့ပဲစောင့်နေကြပါတယ်။ဒါပေမဲ့ဂိုတောင်ရှိမှတနာရီလောက်စောင့်ကြည့်နေပေမဲ့ပစ္စည်းလာယူမဲ့အရေးအယောင်မတွေ့ရပါဘူး။ဒါဟာရှောင်ရဲ့နောက်ထပ်လှည့်ကွက်တစ်ခုများဖြစ်နေမလားစိုးရိမ်နေတဲ့အချိန်မှာပဲအနက်ရောင်ကားတစ်စီးကကျွန်တော်တို့ရဲ့အမြင်အာရုံထဲကိုရောက်လာပါတယ်အနက်ရောင်ကားကဂိုတောင်နားမှာရက်လိုက်ပြီးကားပေါ်ကနေယောက်ျားတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်ဆင်းလာပါတယ်အဲ့ဒီအချိန်မှာကားမောင်းသမားကမန်ဒင်းမှာပြောင်းဖူးတွေပို့ခိုင်းတဲ့ရှောင်ဆိုတဲ့မိန်းကလေးဆိုတာကိုချက်ချင်းမှတ်မိလိုက်ပါတယ်ရှောင်ကဂိုတောင်ထဲမဝင်ပဲအပြင်မှာပဲလမ်းလျှောက်နေပါတယ်အဲ့ဒီအချိန်မှာအတူပါလာတဲ့အနက်ရောင်ဝတ်စုံတဲ့ယောက်ျားကဂိုတောင်ထဲကိုအမြန်ဝင်သွားပြီးသူ့ကိုစောင့်ကြိုနေတာကတော့ဂိုတောင်ထဲမှာချောင်းမြောင်းနေတဲ့နယ်စပ်ရဲတပ်ဖွဲ့ဝင်တွေပါပဲဂိုတောင်ရှိမှာကင်းထောက်နေတဲ့ရှောင်ကဘာမှမလုပ်လိုက်ရခင်မှာပဲဖမ်းဆီးထိန်းသိမ်းခြင်းခံလိုက်ရပါတယ်တစ်ချိန်တည်းမှာပဲဂိုတောင်ပြင်မှာရက်ထားတဲ့အနက်ရောင်ကားကနောက်ပြန်လှည့်ပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့ဝိုင်းပတ်ထားတဲ့ရဲတပ်ဖွဲ့ဝင်တွေကကြားဖြတ်ဖမ်းဆီးလိုက်ပြီးကားပေါ်ကအရက်ရှည်ရှည်နဲ့ယောက်ျားတစ်ယောက်ကိုဖမ်းမိလိုက်ပါတယ်
သတင်းမပေါက်ကြားစေဖို့အတွက်တန်တရားရှိသူ၃ယောက်နဲ့သူတို့စီးလာတဲ့ကားကိုနေရာကနေချက်ချင်းခေါ်ထုတ်သွားပါတယ်။ရှာဖွေမှုတွေလုပ်တဲ့အခါအနက်ရောင်ကားပေါ်ကနေဝေါ်တာပစ္စတိုတစ်လက်နဲ့ကြီးစံ26တောင်ကိုတွေ့ရှိခဲ့ပါတယ်။ရှောင်းရဲ့ပတ်စံအိတ်ထဲကနေလည်းဘန်ကတ်၄ကတ်ကိုရှာတွေ့ခဲ့ပါတယ်။ဒီဘန်ကတ်တွေရဲ့ငွေလွှဲမှတ်တမ်းတွေကိုစစ်ဆေးကြည့်တဲ့အခါဟူနန်ပြည်နယ်ထဲမှာပဲလွှဲပြောင်းထားတဲ့ငွေပမာဏအများအပြားကိုတွေ့ရှိခဲ့ပါတယ်။ဒါဟာနယ်စပ်ကနေမူရစ်ဆေးဝါးဝယ်ယူပြီးဟူနန်မှာပြန်ရောင်းဖို့ဖြစ်မယ်လို့ကျွန်တော်တို့သုံးသပ်မိပြီးဒီအမှုကအတော်လေးကိုကြီးမားတဲ့နောက်ဆက်တွဲသက်ရောက်မှုတွေရှိနေတာပါ။နောက်တစ်ဆင့်ကတော့ဒီလူ၃ယောက်စီကနေအချက်လက်တွေရအောင်အမြန်ဆုံးစစ်ဆေးဖို့ပါပဲ။နယ်စပ်ရဲတပ်ဖွဲ့ဝင်တွေကဖမ်းမိထားတဲ့တန်တရားရှိသူ၃ယောက်ကိုချက်ချင်းစစ်ဆေးပါတယ်။ကိုတောင်ထဲကိုပစ္စည်းဝင်ယူတဲ့ချန်ဆိုသူရဲ့ထွက်ဆိုချက်အရသူကပစ္စည်းယူရုံပဲတာဝန်ယူတာဖြစ်ပြီးဒီမူရစ်ဆေးဝါးတည်ဆောင်မှုရဲ့ခေါင်းဆောင်ကတော့သူ့ဝမ်းကွဲအကူဖြစ်သူယူဆိုသူဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီယူကတော့ကားပေါ်ကနေနောက်ဆုံးဖမ်းမိတဲ့အရက်ရှိရှိနဲ့ယောက်ျားပါပဲ။သူနဲ့အတူပစ္စည်းယူဖို့လိုက်လာတဲ့ရှောင်းကတော့ရှောင်းလင်းလို့အမည်ရပြီးယူရဲ့ချစ်သူဖြစ်ပါတယ်။လွန်ခဲ့တဲ့3လကအကိုဖြစ်သူယူကသူ့ကိုဟူနန်ကိုပစ္စည်းအနှဲငယ်တည်ပေးဖို့ပြောပြီးအခကြေးငွေ1000ပေးမယ်လို့ပြောခဲ့တာကလွဲရင်ဘာမှမသိရပါဘူး။ချန်ကတော့အခုမှပါဝင်လာတာမို့ဒီအိတ်တွေထဲမှာဘာတွေပါမှန်းမဲသိပြီးဟူနန်ပြည်နယ်ရှောင်းရန်ဒေသကိုပို့ရမယ်ဆိုတာလွဲရင်ဘသူစီကိုဆက်ပို့ရမလဲဆိုတာမသိပါဘူး။ကျွန်တော်တို့သိရှိထားချက်အရချန်ကတော့အောက်ခြေလူပဲဖြစ်ပြီးယူကသာဒီအမှုရဲ့အဓိကတရားခံဖြစ်ပါတယ်။သူအပြည့်အဝပူးပေါင်းမှသာဟူနန်မှာရှိတဲ့ဝယ်လက်တွေကိုဖမ်းမိပြီးဒီမူရစ်ဆေးဝါးကွန်ရက်ကိုအမြင့်ပြတ်ဖြိုဖျက်နိုင်မှာပါ။ဒါပေမဲ့တန်တရားရှိသူယူကတော့စစ်ဆေးတဲ့အခါသူနဲ့ဒီမူရစ်ဆေးဝါးတွေဘာမှမဆိုင်ဘူးလို့ညင်းဆိုပြီးတခါတလေကြရင်လည်းအပြုံးလေးနဲ့ဘာမှမဖြစ်သလိုနေပါတယ်။အဲ့ဒီအချိန်တုန်းကမူရစ်ဆေးဝါးကသူ့စီကနေတိုက်ရိုက်မိတာမဟုတ်တော့ချန်ရဲ့ထွက်ဆိုချက်တစ်ခုတည်းနဲ့တင်အထောက်အထားမလုံလောက်ပါဘူး။ဥပဒေအရဆိုရင်ယူကိုပစ္စည်းပေးတဲ့နေရာမှာဖမ်းမိပေမဲ့သူကမူရစ်ဆေးဝါးကိုကင်တွယ်တာမရှိတဲ့အတွက်ချန်ကထွက်ဆိုပေမဲ့သူ့ရဲ့ရာဇဝတ်မှုကိုအတည်ပြုဖို့ခက်ခဲနေပါတယ်။ရဲတပ်ဖွဲ့ဝင်တွေအခက်တွေ့နေချိန်မှာပဲနောက်တစ်ခန်းကရှောင်းလင်းကိုစစ်ဆေးတဲ့အခါမမျှော်လင့်တဲ့တိုးတက်မှုတွေဖြစ်လာပါတယ်။ဒီမိန်းကလေးကငယ်ပေမဲ့မူရစ်ဆေးဝါးတည်ဆောင်တဲ့လုပ်ငန်းစဉ်မှာအတော်လေးကိုလဲပတ်ကျွမ်းကျင်တဲ့သူမို့စစ်ဆေးရခက်မယ်လို့ကျွန်တော်တို့ထင်ထားတာပါ။ဒါပေမဲ့ရဲတပ်ဖွဲ့ဝင်တွေမထင်မှတ်ထားတာကစစ်ဆေးမှုစာနဲ့ရှောင်းလင်းကသူ့ရဲ့ရာဇဝတ်မှုကိုဝန်ခံလိုက်တာပါပဲ။ချန်ကတော့အကုန်လုံးသူတယောက်တည်းလုပ်တာပါလို့ပြောပါတယ်။သူကပဲပြောင်းဖူးအိတ်ထဲကိုမူရစ်ဆေးဝါးတွေထည့်ခဲ့တာလို့ဝန်ခံပေမဲ့ယူနဲ့ဘာမှမပတ်သက်ဘူး။ဒီမူရစ်ဆေးဝါးတွေကိုသူကိုယ်တိုင်ပဲနေဆက်ကနေဝယ်လာတာလို့ပြောပါတယ်။ပုံမှန်အားဖြင့်တော့စစ်ဆေးတဲ့အခါအပေါင်းပါတွေကအပြစ်တွေကိုသူများစီလွှဲချပြီးကိုယ့်အပြစ်ကိုလျှော့ချဖို့စ조사ကြတာပါ။ဒါပေမဲ့ရှောင်းလင်းကဘာလို့အပြစ်တွေအားလုံးကိုသူ့ကောင်းပေါ်တင်လိုက်တာလဲ။ဒါပေမဲ့ရဲတပ်ဖွဲ့ဝင်တွေကအသေးစိတ်မေးမြန်းတဲ့အခါမှာတော့သူဘာမှပြန်မဖြေနိုင်တော့ပါဘူး။ဝယ်ယူတဲ့အသေးစိတ်အချက်တွေကိုမေးတဲ့အခါသူဘာမှမသိတာကိုကြည်ချင်းအဖြစ်ဒီပစ္စည်းတွေကိုဝယ်တာရှောင်မဟုတ်ပဲယူကိုကာကွယ်ပေးဖို့အတွက်လိန်ပြောနေတာသိကြပါတယ်။ဥပဒေအရဆိုရင်ဘိန်းဖြူဂရမ်50ကျော်တဲဆောင်ရောင်းဝယ်ရင်တေတံအထိကျနိုင်ပါတယ်။ဒါပေမဲ့20ကီလိုဂရမ်ရှိတဲ့ဒီလောက်ကြီးမားတဲ့အမှုမှာရှောင်းလင်ကတယောက်တည်းခံဖို့စ조사နေတာဟာယူကိုဘာလို့ဒီလောက်အထိကာကွယ်ပေးချင်နေတာလဲ။ချန်ကိုစစ်ဆေးပြီးနောက်မှာတော့ယူနဲ့ရှောင်းလင်ချောင်းကိုပို့ပြီးနားလည်လာပါတယ်။ရှောင်းလင်ကအပြစ်တွေကိုသူ့ဘာသာသူခံယူတာဟာသူ့ရဲ့ချစ်သူဖြစ်တဲ့ယူကိုကာကွယ်ဖို့ပါပဲ။ယူနဲ့ရှောင်းလင်ကဟူနန်ပြည်နယ်ရှောင်းလုံးကဖြစ်ပြီးရှောင်းလင်ကအသက်24နှစ်ရှိက2010မှာပဲတက္ကသိုလ်ကဘွဲရထားတာပါ။ယူကတော့အသက်39နှစ်ရှိပြီးအလုပ်ကိုင်မရှိပါဘူး။ရဲတပ်ဖွဲ့ဝင်တွေဘလောက်ပဲနားချပါစေရှောင်းလင်ကလုံးဝနားမထောင်ပဲပူးပေါင်းဆောင်ရွက်ခြင်းမရှိပါဘူး။ဒါပေမဲ့ပြည်내ကျော်ဖမ်းဆီးမှုကတော့အရေးတကြီးဖြစ်နေပါပြီ။စစ်ဆေးမှုမှာအောင်မြင်မှုရဖို့အတွက်လင်ကျန်းနယ်စပ်ရဲတပ်ဖွဲ့ကဟူနန်ရဲတပ်ဖွဲ့နဲ့ချက်ချင်းဆက်သွယ်လိုက်ပါတယ်။မကြာခင်မှာပဲဟူနန်ရဲတပ်ဖွဲ့ကအကြောင်းပြန်လာပါတယ်။လွန်ခဲ့တဲ့တစ်နှစ်ကတည်းကရှောင်းလင်းဟာအိမ်ကနေထွက်ပြေးသွားပြီးမိသားစုနဲ့အဆက်အသွယ်မရှိတော့ဘဲမိသားစုတွေကလည်းသူ့ကိုအမြဲတမ်းရှာဖွေနေတာပါ။မိသားစုရဲ့ပြောပြချက်အရ2009ခုနှစ်ချန်ရှာမှာတက္ကသိုလ်တက်နေတော့အင်တာနက်ကနေတဆင့်ရှန်ရှီမှာကြောင်မီးသွေးလုပ်ငန်းလုပ်တယ်လို့ပြောတဲ့ယူနဲ့တည်ကျွမ်းခဲ့တာပါ။ယူကအသက်40နီးပါးဖြစ်ပေမဲ့ရုပ်ရည်ကတန့်ပြန့်ပြီးစကားပြောကောင်းတာကြောင့်မိန်းကလေးတွေကိုဆွဲဆောင်နိုင်ပါတယ်။ယူကပတ်စံသုံးတာရရောပြီးတခါကရှောင်းလင်းရဲ့ငွေနေ့အတွက်ရှန်ရှီကနေချန်ရှာအထိလာပြီးငွေတောင်းနဲ့ချီသုံးခဲ့ဘူးပါတယ်။အဲဒီနောက်ရှောင်းလင်းကမိသားစုရဲ့ကန့်ကွက်မှုကိုမမှုပဲယူနဲ့ချစ်ကြိုက်ခဲ့တာပါ
2010မှာရှောင်းလင်ပွဲရတဲ့အချိန်ယူကဟူနန်ကိုပြန်ရောက်လာပြီးရှောင်းလင်ကတော့သူ့ကြောင့်ပြန်လာတာလို့ထင်ခဲ့ပါတယ်။ဒါပေမဲ့ယူရဲ့တကယ့်ရွယ်ချက်ကဟူနန်မှာမူရစ်စေဝါရောင်းဖို့ဆိုတာကိုသူမသိခဲ့ပါဘူး။သူတို့နှစ်ယောက်ကအတူနေကြပြီးယူကမူရစ်စေဝါရောင်းဖို့ပြောတဲ့အခါအချစ်မှာယူမိုက်နေတဲ့ရှောင်းလင်ကဘာပြောနားထောင်နေမိတာပါ။အတူနေပြီးမကြခင်မှာပဲယူဟာမူရစ်စေဝါသုံးဆွဲသူတယောက်ဆိုတာသိခဲ့ပေမဲ့အချစ်ကြောင့်မျက်စိစုံမှိတ်ပြီးအမှားအမှန်ကိုခွဲခြားနိုင်စွမ်းမရှိတော့ပါဘူး။ယူနဲ့လက်ထပ်ပြီးပျော်ရွှင်ခြင်းတဲ့အတွက်မိသားစုရဲ့သတိပေးချက်ကိုမနာခံဘဲအိမ်ကထွက်ပြေးပြီးရာဇဝတ်မှုလမ်းကြောင်းပေါ်ကိုရှောက်လန်းခဲ့တာပါ။ရှောင်းလင်ကအချစ်ကြောင့်ယူမိုက်နေပေမဲ့တက္ကသိုလ်ကျောင်းသူတယောက်အနေနဲ့ဉာဏ်ရည်အတော်လေးမြင့်ပါတယ်။ယူရဲ့မူရစ်စေဝါလုပ်ငန်းအတွက်အမြဲတမ်းအကြံဉာဏ်ပေးပြီးယူရဲ့အဓိကလက်ရုံးတစ်ယောက်ဖြစ်လာပါတယ်။ဒီတစ်ခါပြောင်းဖူးနဲ့တည်တဲ့အခါမှာလဲသူ့ရဲ့စုံစမ်းထောက်လှမ်းမှုကိုစန့်ကျင်တဲ့စွမ်းရည်ကရဲတပ်ဖွဲ့ဝင်တွေကိုတောင်အံ့အားသင့်စေခဲ့ပြီးဝဲရပြီးတစ်နှစ်တောင်မရှိသေးတဲ့ကျောင်းသူတစ်ယောက်ရဲ့လက်ချက်လို့မထင်ရပါဘူး။ရဲတပ်ဖွဲ့ဝင်တွေအမှုအတွက်တဲလွန်စားရှာနေချိန်မှာယူရဲ့ကိုရေးချက်လက်ထဲကအသေးစိတ်တစ်ခုကစိတ်ဝင်စားစရာဖြစ်လာပါတယ်။ဟူနန်ရဲတပ်ဖွဲ့ကပေးပို့တဲ့အချက်လက်အရယူကအိမ်အောင်ဒီတစ်ယောက်ဖြစ်ပြီးအသက်8နှစ်အရွယ်ကလေးတစ်ယောက်တောင်ရှိနေတာကိုတွေ့ရပါတယ်။ယူကရှောင်းလင်ကိုအမြဲတမ်းလိန်ညာနေခဲ့တာပါ။ဒီချက်ကိုတီးလိုက်တဲ့အခါရဲတပ်ဖွဲ့ဝင်တွေကဒါကိုအသုံးချပြီးရှောင်းလင်ကိုထပ်ပြီးစစ်ဆေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့အကြောင်းသိလား။သိတာပေါ့။သူ့အတိတ်ကော။သူဘာမှမပြောဘူး။သူ့အိမ်ထောင်ရေးအကြောင်းလည်းမပြောဘူး။ကျွန်တော်တို့ပြောပြီးပြီမနှက်ဖြန်လက်ထပ်မယ်လို့လေ။အခုဓာတ်ပုံတစ်ပုံကြည့်လိုက်ပါ။ကျွန်တော်တို့စစ်ဆေးချက်အရသူကအိမ်ထောင်ကြပြီးသားကလေးတစ်ယောက်တောင်ရှိတယ်။ဒီအခြေအနေသိလား။ကျွန်တော်တို့ယူရဲ့မိသားစုပုံကိုပြပြီးသူ့မှာဇနီးနဲ့ကလေးရှိကြောင်းပြောပြလိုက်တဲ့အခါရှောင်းလင်ကချက်ချင်းပဲပြိုလဲသွားပါတော့တယ်။ကြာမြင့်စွာတိဆောက်ထားတဲ့အချစ်အိမ်မက်ကြီးကတခဏချင်းမှာပဲပျက်စီးသွားပြီးအမြဲတမ်းတည်ငြိမ်နေတဲ့ရှောင်းလင်ဟာပထမဆုံးအကြိမ်တိတ်ဆိတ်သွားပါတယ်။နောက်ဆုံးမှာတော့ရဲတပ်ဖွဲ့ဝင်တွေကအခွင့်ကောင်းယူပြီးရှောင်းလင်ရဲ့စိတ်ဓာတ်ကိုထပ်ပြီးထိုးနှက်လိုက်ပါတယ်။ဒီတစ်ခါယူကသူ့ဝမ်းကွဲချန်တဲ့ရှောင်းလင်ကိုပဲပစ္စည်းယူခိုင်းပြီးသူကတော့အဝေးကနေပဲကြည့်နေတာပါ။ချန်တဲ့ရှောင်းလင်အဖမ်းခံရတဲ့အခါသူ့ရဲ့ပထမဆုံးတုံ့ပြန်မှုကထွက်ပြေးဖို့ပါပဲ။ဒါဟာသူ့စိတ်ထဲမှာသူတယောက်တည်းပဲရှိပြီးအချစ်ဆိုတာမရှိဘူးဆိုတာကိုသက်သေပြနေတာပါ။ရဲတပ်ဖွဲ့ဝင်တွေရဲ့ခွဲခြမ်းစိတ်ဖြာမှုကိုကြားပြီးနောက်ရှောင်းလင်ကယူရဲ့တကယ်မျက်နှာဖုံးကိုမြင်သွားပြီးနောက်ဆုံးမှာတော့ပူပေါင်းဆောင်ရွက်ဖို့သဘောတူကယူနဲ့အတူမူရစ်စေဝါတည်ဆောင်ခဲ့တာတွေကိုဝန်ခံလိုက်ပါတယ်။လွန်ခဲ့တဲ့3လကယူကမြန်မာနိုင်ငံကနေမူရစ်စေဝါ20ကီလိုဂရမ်ဝယ်ယူပြီးနေဆက်ကနေဝင်လာကမန်တင်းမှာရှောင်းလင်နဲ့တွေ့ဆုံပြီးဟူနန်ကိုတည်ဖို့စီစဉ်ခဲ့တာပါ။ရှောင်းလင်ကပြောင်းဖူးကားထဲမှာဝက်ဖို့အကြံပေးခဲ့ပေမဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့ရှာဖွေမှုကြောင့်မိသွားခဲ့တာပါ။ရှောင်းလင်ရဲ့ထွက်ဆိုချက်ကြောင့်ယူရဲ့အပြစ်တွေကခိုင်လုံသွားပါပြီ။ရှောင်းလင်ကထွက်ဆိုလိုက်ပြီးမှသူလည်းညင်းလို့မရတော့ပဲဝန်ခံလိုက်ပါတယ်။သူကဟူနန်မှာရှိတဲ့ဝယ်လက်တွေကိုဖမ်းဆီးဖို့ပူးပေါင်းကူညီမယ်လို့ပြောပါတယ်။2011ခုနှစ်မတ်လမှာယူရဲ့အကူအညီနဲ့နေဆက်ရဲတပ်ဖွဲ့ဝင်တွေကဟူနန်မှာပုန်းအောင်နေတဲ့ဝယ်လက်2ယောက်ကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ပြည်내ကျော်မူရစ်စေဝါမှုကြီးကိုအောင်မြင်စွာဖော်ထုတ်နိုင်ခဲ့ပြီးယူကိုခေါင်းဆောင်တဲ့အဖွဲ့ဝင်8ယောက်လုံးဖမ်းဆီးရမိခဲ့ပါတယ်။2011ခုနှစ်ဇွန်လမှာလင်ချမ်းမြို့ပြည်သူ့တရားရုံးကဒီအမှုကိုစစ်ဆေးစီရင်ခဲ့ပါတယ်။ယူကိုတေတံပေးပြီး2နှစ်ဆိုင်းငံ့ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ရှောင်းလင်ကတော့အပြစ်ဝင်ခံပြီးကူညီပေးတဲ့အတွက်တသက်တကျွန်းထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။